အဲ့ဒီ28နှစ်မှာကွာလွန်သွားတဲ့ဆရာတော်ဘုရားတွေပြန်လောင်သွားတဲ့သီလရှင်တွေကွာလွန်ပြန်လောင်သွားတဲ့ဆရာတော်ဘုရားတွေလူသားတွေကိုဒီကနေပြတ်တယ်ပို့မှာသိနေတယ်သိနေတယ်နေပြီးတော့ပြန်လာဒေါဆော့ပါလာသိတယ်မြင်နေတယ်မြင်နေတာ ဘုံဘက်ကဖြစ်လို့မြင်တာဟုတ်ကဲ့ အဲ့ကွာပြစ်တာပို့လိုက်တယ်ကွာသူလည်းမြင်တယ်ကားသမားလည်းမြင်တယ်ရှေ့မှာမရက်ရမပဲပဲ ဘုံဘက်က ဒီလိုပြန်ကြတော့ပြစ်တာပို့မယ်မြင်တယ်ဒေါဆော့လိုက်တာသိတလားလုံးနိုင်ပြေးစိတ်လား ဟုတ်ကဲ့ပါဓမ္မစီတီဆရာတော်ကပရလောကသားတွေနဲ့သူနဲ့တွေ့မြင်ရတယ်ဆိုတဲ့တရားလေးကိုဟောသွားတာဖြစ်ပါတယ်ဒီတော့ပရလောကသားတွေနဲ့ယဟန်တွေနဲ့တွေ့နိုင်ကြအကြောင်းရှိလားဆိုတာဒေဟုဆရာတော်ရဲ့တရားလေးကိုလည်းနားဆင်ပြီးပါခင်ဗျ ဟောလိပ်ပြလွင့်ပြီးတော့အကုန်သေးကုန်လားမသိဘူးသဘောပါလားအေးအဲ့ဒါလဲဟိုမှာဘုံရှင်ကံရှင်ပါရမီရှင်နော်အမှန်တန်ထူးချွန်ထက်မြက်တဲ့ဉာဏ်ပညာစိတ်ဓာတ်ခွန်အားပြည့်ဝပြီးသားပုဂ္ဂိုလ်တွေကဘာမှစိုးရင်ကြောက်ရွံ့ထိတ်လန့်စရာ မရှိပါဘူးဗျာ ဘုံမဲ့ကံမဲ့တွေကြတော့တရေ6သလားသက်စေး6သလားဘယ်ကောင်လာပြောသလဲနော်အမြဲတမ်းစိုးရင်ကြောက်ကြပူပန်မှုတွေမရှိဘူးလား ရှိပါတယ်ဗျာ ကိုယ့်အကိုသတိထားအိမ်မှာချွတ်ဆိုဟဲ့ဘာလဲလှဲ့ကြည့်နေအဲ့ဒါမင်းဘုံမဲ့ကံမဲ့ဗျံပရာကောင်လို့သတ်မှတ်တာရှင်းမလား ရှိပါဗျာ တို့ကလည်းစကားအကြောင်းအရာတစ်ခုဆိုပြောစရာတွေကတပုံကြီးกว่าခေါင်းထဲမှာတန်းစီပြီးကြလာ ဟုတ်ကဲ့ပါခင်ဗျာဒေဟုဆရာတော်ပြောသွားတဲ့အတိုင်းပဲဖုံးမဲ့ကံမဲ့တွေကဒီလိုမျိုးပရလောကသားတွေကိုမြင်နိုင်တာတွေ့ပါတယ်ဖုံးကံရှိတဲ့လူတွေဆိုရင်ဒီပရလောကသားတွေနဲ့ဆက်ဆံစရာအကြောင်းမရှိပါဘူးတွေ့မြင်စရာလည်းအကြောင်းမရှိပါဘူးเนาะတကယ်လို့တွေ့မြင်သည့်တိုင်အောင်မှဒီပရလောကသားတွေအကြောင်းကိုဒီလိုမျိုးလူတွေကိုချပြစရာအကြောင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဒီပရလောကတွေကဒီယဟန်တန်ခါနဲ့ပတ်သက်ပြီးတော့လမ်းစဉ်နဲ့မတူပါဘူးဗျ။နော်မတူတော့တကယ်လို့ဒီလိုပရလောကသားတွေကိုတွေ့တယ်ဆိုရင်ဘယ်လိုမျိုးပုံစံဖြစ်နိုင်လဲဆိုတော့ဒီလူဟာဒီယဟန်ကဒီပရလောကသားတွေကိုတွေ့မြင်နိုင်တယ်ပရလောကသားတွေကသူရှိမှလာပြီးတော့တာဓုလာခေါ်တယ်ဆိုတဲ့ပုံစံမျိုးတဲ့ကိုရောက်သွားတာဖြစ်ပါတယ်ကျွန်တော်တို့ line ပေါ်မှာတွေ့နေရတဲ့တရားစခန်းတွေမှာဆိုရင်ငရဲပြည်ရောက်ဘူးတယ်နတ်ပြည်ရောက်ဘူးတယ်သူ့အမေဟာတလိ္ဆန်ကြီးဖြစ်နေတယ်စသဖြင့်တမလွန်နေရဲ့အကြောင်းတွေနဲ့ပတ်သက်နေတဲ့ယဟန်တန်ဃာတွေလည်းတွေ့ဘူးမှာပါအဲ့ဒီယဟန်တန်ဃာတွေကတကယ်တော့မြတ်စွာဘုရားဟောတဲ့နိဗ္ဗာန်အကြောင်းလမ်းစဉ်နဲ့လွဲပြီးတော့ဒီပရလောကသားတွေနဲ့ဆက်နွယ်နေတာဖြစ်ပါတယ်เนาะဒါကြောင့်မို့ကျွန်တော်တို့ရဲ့မြတ်စွာဘုရားရဲ့လမ်းစဉ်မှာဒီလိုယဟန်တန်ဃာတွေဟာပရလောကနဲ့လုံးဝအဆက်အသွယ်လဲရှိလို့မရပါဘူးအဲ့ဒီဟာတွေနဲ့ဆက်သွယ်နေလေဒါဟာမြတ်စွာဘုရားအလိုကြဘာသာသနာပြုနေမဟုတ်ပါဘူးเนาะအခုလိုမျိုးထုတ်ပြောတဲ့ကူကဒါဟာယဟန်ဟာဒါယဟန်ဝိနည်းပြတ်နေပြီဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးပရလောကသားတွေနဲ့တွေ့သည်ဖြစ်စေဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဘလို့အကြောင်းနဲ့မှကျွန်တော်တို့လူတွေကိုချပြလို့မရပါဘူးเนาะဒါဟာဒီလိုမျိုးဆိုရင်သူ့ကိုယ်သူတကိုးရှိသလိုလိုသူတော့ဒီလိုမျိုးပရလောကသားတွေကိုတွေ့မြင်နိုင်လို့စသဖြင့်တို့လောဆိုတဲ့အတွေးခေါ်တွေလူတဲကိုရောက်သွားစီမှာဖြစ်ပါတယ်ဒါဟာလည်းတနည်းပြောရရင်တော့တကိုးပြခြင်းလို့လည်းဆိုနိုင်ပါတယ်เนาะဒါကြောင့်မို့ကျွန်တော်တို့ကသိထားရမှာဟာမြတ်စွာဘုရားရဲ့သာသနာပြုတည်အလိုကြအမှန်ဒီပရလောကသားတွေကိုတွေ့နိုင်တယ်မြင်နိုင်တယ်ဆိုတဲ့အကြောင်းအရာတွေကမှန်သည်ဖြစ်စေမှားသည်ဖြစ်စေချပြလို့လည်းမရဘူးเนาะတကယ်လို့ဒေဝဆရာတော်ပြောသလိုဆိုရင်ဒီပရလောကသားတွေကိုတွေ့နိုင်မြင်နိုင်တဲ့ဟာဒီတကယ်ကိုဟလာဟိုနေမော်เนาะခုနကပြောသလိုဖုံးမဲ့ကံမဲ့ဖြစ်နေတကယ်ကိုတိလသမารိမပြည့်စုံလို့ဆိုတာဖြစ်နိုင်ကြောင်းဖြစ်နိုင်ပါတယ်เนาะဟုတ်ကဲ့ပါဒီလိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါ